ဒီမွေးနေမှာဖယားတော့ကြောက်တပါဒီမွေးနေမှာလာဆုံးမဲမဲနာလိုချင်တာတွေကိုဝဲပြီးမင်းရမွေးနေမှာတစင်ဖန်ကိုအပေးနောက်စီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးအတွက်အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရှင်ပရိသတ်များရှင်ဒီနေ့အမှတ်တရနေ့အစီအစဉ်ရဲ့ဝင်းနေစုတောင်အစီအစဉ်ကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်ပြရမယ့်ဝင်းနေရှင်ကမုံရွာမှာနေတဲ့မတ်ပန်းဝီရီပဲဖြစ်ပါတယ်။မုံရွာမှာနေတဲ့မတ်ပန်းဝီရီရဲ့ဒီနေ့မှရောက်ရှိလာတဲ့39နှစ်ပြည့်ဝင်းနေအတွက်ကိုတော့မုံရွာမှာနေတဲ့မတ်လှန်လိုင်းနှင်းကပေါင်ရင်စုတောင်းပေးလာပြီဖြစ်ပါတယ်ရှင်။တစင်ပရိသတ်များရှင်အမှတ်တရနေ့အစီအစဉ်ရဲ့ဝင်းနေစုတောင်းအစီအစဉ်မှာဒီတစ်ခါမှထပ်မံစုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ဝက်လက်မာနေတဲ့တားလေးတီဟာဦးရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။တားလေးတီဟာဦးရဲ့ဒီနေ့မှရောက်ရှိလာတဲ့3လပြည့်ဝင်းနေအတွက်ကိုတော့အတော်ဖြစ်သူမအေးမြတ်သူကပေါင်ရင်စုတောင်းပေးလာပြီဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။တားလေးရဲ့ဝင်းနေအတွက်ကိုဝင်းနေစုတောင်းစကားလေးပြောပြထားပါသေးတယ်။စုတောင်းစကားလေးကတော့တားလေးလိုရင်ဆန္ဒပြေဝပါစေဆိုပြီးစုတောင်းစကားလေးပြောပြထားပြီဖြစ်ပါတယ်ရှင်။တစင်ဖန်ပရိသတ်တွေအားလုံးကိုမတရားနေ့အစီအစဉ်ရဲ့ချစ်ချင်းစီစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပရိသတ်များရှင်ဒီနေ့မတရားနေ့အစီအစဉ်ရဲ့ချစ်ချင်းစီစဉ်မှာပေါဝင်လာတဲ့သူကတော့တောင်ငူမှာနေတဲ့ကိုကျော်မိုးသူပဲဖြစ်ပါတယ်ကိုကျော်မိုးသူကတော့တောင်ငူမှာနေတဲ့မတ်ရွှေစင်ဝင်းနဲ့ဒီနေ့မှရောက်ရှိလာတဲ့ချစ်သူတတန်9နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက်ကိုကိုရင်ပေါဝင်တောင်းဆိုလာပဲဖြစ်ပါတယ်ရှင်စကားလက်ဆောင်လေးလည်းပါထားပါသေးတယ်စကားလက်ဆောင်လေးကတော့ကိုချစ်သူလေးရေဒီနေ့ရောက်ရှိလာတဲ့9နှစ်ပြည့်နှစ်ပတ်လည်နေ့ကစလို့နောက်ထပ်နေ့ရက်ပေါင်းများစွာကိုလည်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြရအောင်နော်အမြဲတမ်းလေးချစ်သွားကြမယ်အတူတူရှိနိုင်ဖို့ကြိုးစားနေပါတယ် Happy 5 year anniversary ပါချစ်ရင်တိတ်ချစ်ပါတယ်ဆိုပြီးတော့စကားလက်ဆောင်လေးပါထားပဲဖြစ်ပါတယ်ရှင်တစင်ပရိသတ်များရှင်အမတ်တရားနေ့အစီအစဉ်ကိုတော့ချွားတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ပရိသတ်ကြီးကအမတ်တရားနေ့အစီအစဉ်ကနေပြီးတော့မွေးနေ့ရှင်တွေနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတွေအားလုံးအတွက်ကိုစုမစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့တစင်ဖက်ရင်ဖုန်းနံပါတ်ဖြစ်တဲ့3933631639ကိုနေ့စဉ်နေ့လယ်တနာရီကနေ2နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့ပေါင်ဝင်တောင်းဆိုပေးရမှာဖြစ်ပါတယ်တစင်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933631639နဲ့အတူတူတစင်ဖန်နာဒေးမတ် YouTube Channel မှာလည်း comment နေနဲ့အတူပေါင်းဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်ရှင်။